အားလုံးပဲမင်္ဂလာပါဦးလေး channel မှာကြိုဆိုပါရစေစနေနေ့ညမှာကံမဲ့ပွဲစဉ်များထဲမှာအကြိုက်ဆုံးနှစ်ပွဲကိုရွေးချယ်ထားပါတယ်ပထမဆုံးပွဲလေးကတော့ Newcastle နဲ့ Everton ပွဲလေးကိုရွေးချယ်ထားပါတယ်Newcastle ကနေငယ်ပိုင်းမှာတော့140ဆိုတာဂိုးပေါင်းအား360အပေါင်ပေးထားပါတယ်Newcastle အိမ်ကွင်းကကောင်းပါတယ်အိမ်ကွင်းမှာ9ပွဲနိုင်2ပွဲတည်4ပွဲရှုံးထားပါတယ်Everton ကတော့အဝေးကွင်းမှာတော့6ပွဲနိုင်3ပွဲတည်3ပွဲရှုံးထားပါတယ်Everton ကကြည့်ရင်ဆိုရင်အိမ်ကွင်းတွေအဝေးကွင်းမှာပိုရက်လက်တွေကပိုကောင်းနေဗျNewcastle ကိုကြည့်မယ်ဆိုရင်ဂျာယက်ထဲမှာဒီကောင် Champions League ကစားရတယ်ပွဲပွားမှုရှိတယ်Everton ကြည့်ရင်အိမ်ကွင်းသူရှေ့ပွဲတွေမှာပေါ့နော်နှစ်ပွဲသက်ရှုံးထားတယ်အဲ့တော့ဒီနေ့ Newcastle နဲ့ပွဲကိုရက်လက်ကောင်းအောင်ကစားသွားမယ်လို့ထင်တယ်ကျွန်တော်ရှုံးပြ30ပြ40ရင်းပြီးတော့ Everton ဘက်ကပဲနေမှာဗျာ Everton ကြိုက်ရတာဒီနေ့နော်ပထမဆုံးပွဲလေးကတော့ Everton ကြိုက်တယ်နောက်တစ်ပွဲကတော့ကျွန်တော်ဘာစီလိုနာနဲ့ Real Madrid sorry ဘာစီလိုနာနဲ့ BIE ရဲ့ပွဲလေးကိုခံမှန်းပေးကြပါတယ်ဘာစီလိုနာအိမ်ကွင်းမှာတော့ဘယင်ပဲဗျ12ပွဲမှာ12ပွဲလုံးနိုင်အောင်ကစားထားတယ်အပြတ်မြအိမ်ကွင်းမှာ3ပွဲ3ဂိုးလောက်တွင်းနိုင်တယ်နေတော့3ဂိုးတွင်းနိုင်တယ်အတင်းဘီလာကြီးကအဝေးကွင်းက6ပွဲနိုင်2ပွဲတည်4ပွဲရှုံးထားတယ်အဝေးကွင်းကအတင်းတက်ကောင်းပါတယ်အထူးခြားတာတစ်ခုကတော့ဘာစီကွင်းမှာဘီလာကြီးက6သိန်းနိုင်စမ်းရှိတယ်ဗျဒီ2025ထဲမှာပဲ3-2 နဲ့အနိုင်ကစားထားတယ်အဝေးကွင်းကနေပြီးတော့3-5နဲ့အနိုင်ကစားထားတယ်နှစ်စက်တိုက်6သွင်းနိုင်တယ်ဗျအဲ့တော့ဘာစီနဲ့ဘီလာရဲပွဲကိုဂိုးပေါင်းအပေါ်ကျွန်တော်ရွေးထားတယ်ဗျဂိုးပေါင်းအပေါ်ကြိုက်တယ်အဲ့နှစ်ပွဲကျွန်တော်ဒီစနေညမှာတော့ကျွန်တော်ရွေးချယ်ထားတာ Everton Body နဲ့ဘာစီဂိုးပေါ်ကိုရွေးချယ်ထားပါတယ်ဘရာတို့အကြိုက်ရင်တူရင်တော့စော့ပါမကြိုက်ရင်တော့လက်လျှော့နိုင်ပါတယ်ကဲအားလုံးပဲအောင်မြင်ကြပါစေ